Hello အားလုံးပဲမင်္ဂလာပါဒီနေ့ပြပြပေးသွားမှာကတော့ဒီလိုမျိုးဒီ PDF report တွေပေါ့နော် PDF report တွေsales report တွေ marketing report တွေအဲ့ဒီ data တွေအကုန်လုံးကိုဒီလိုမျိုး Google Docs တွေကိုအမြန်ပြောင်းပြီးတော့အဲ့ဒီ Google Docs ကနေမှဒီအရင်တော့ကဒီ key summary တွေ key finding တွေကို report အရေးတွေဖတ်စရာမလိုဘဲနဲ့တခါတည်း Gemini AI ကိုဖတ်ခိုင်းမယ်ဖတ်ပြီးသွားတဲ့အခါကျလို့ရှိရင်ဒီ next month address strategy တွေ plan တွေတခါတည်းအဲ့ဒါတွေအကုန်လုံးကို Gemini AI ကိုအစင်သစ်ထုတ်ခိုင်းမယ်ထုတ်ခိုင်းလို့ရမယ်နည်းလမ်းလေးကိုပြပေးသွားမှာပဲဖြစ်ပါတယ်ဆိုတော့အရင်ဆုံး testing အနေနဲ့ဒီမှာဆိုလို့ရှိရင်ဒီ Apple ရဲ့ပေါ့နော် annual reports ကိုလုပ်ပြပေးသွားမှာဖြစ်ပါတယ်ဒါကတော့ဒီ Apple ရဲ့ဒီ annual report အရှိကြီးပေါ့နော်ဒီမှာဆိုရင်2014တုန်းက annual report ဖြစ်တဲ့အတွက်ကြောင့်မလို့ page ကလည်း100ကျော်ရှိရယ်ဒီ report တွေအကုန်လုံးကိုသူက case study လုပ်ကမယ်ဖတ်ဖို့လည်းမအားဘူးဆိုလို့ရှိရင်ဒီဟာတွေအကုန်လုံးကိုsummarize လုပ်ခိုင်းပြီးတော့ဒီ key summary တွေဘာတွေရှိတဲ့ key finding တွေကဘယ်လိုတွေဆိုတာကိုပြပြီးတော့ဒီ next 2025 အတွက် plan တွေစပြီးတော့ချမှတ်တဲ့ဥစ္စာတွေကိုလည်းဒီ AI နဲ့တခါလေးလုပ်ခိုင်းလို့ရမှာဖြစ်ပါတယ်ဆိုတော့အရင်ဆုံးမလုပ်ကမလဲဆိုရင်ဒီ report ကလေးကို Google Docs တွေကို Google Drive တွေကိုထည့်ထားရမယ်ပေါ့နော် Google Drive တွေကိုထည့်ပြီးသွားပြီဆိုလို့ရှိရင်เนาะreport ကိုဒီ right click လေးနှိပ်လိုက်ပါနှိပ်ပြီးသွားရင်ဒီ open with ဆိုတဲ့နေရာမှာ Google Docs ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်ပါနှိပ်သွားလို့ရှိရင်เนาะဒီ PDF file ကိုdocuments အဖြစ် Google Docs အဖြစ်ပြောင်းတဲ့ဥစ္စာလေးကိုခဏလေးစောင့်ပေးရမယ်ဆိုတော့ခဏလေးစောင့်ပြီးသွားလို့ရှိရင်เนาะဒီလိုမျိုးGoogle Docs file လေးရလာမယ်ပေါ့နော် Google Doc file လေးရလာတဲ့အခါကျလို့ရှိရင်ဒီ whole အောက်ဆုံးကိုတွားလိုက်ပေါ့နော် whole အောက်ဆုံးကိုတစ်ချက်တွားလိုက်ပါပြီးဆိုလို့ရှိရင်တော့ဒီမှာကိုကထပ်ပြီးတော့ထည့်ကျင်တာဖြစ်တယ်ပေါ့နော်ဒီ report မှာထပ်ပြီးတော့ထည့်ကျင်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ alliance လေးကိုနှိပ်လိုက်မယ် alliance လေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ alliance လေးကိုနှိပ်ပြီးသွားပြီဆိုလို့ရှိရင်တော့အရင်ဆုံးဘာလုပ်ကမလဲဆိုရင် right ဆိုတဲ့ဥစ္စာလေးကိုနှိပ်လိုက်ပါOkay အဲ့ဆိုလို့ရှိရင်တော့ဒီလိုမျိုး help me write ဆိုတဲ့ဥစ္စာလေးကြာလာမယ်ပေါ့နော်အဲ့ကြရင်ဒီ help me write ကိုနှိပ်လိုက်ပါနှိပ်သွားပြီဆိုလို့ရှိရင်တော့ကိုခိုင်းမဲ့ prompt ကိုစပြီးတော့ရေးလို့ရပြီပေါ့နော်ဒီ prompt ကတော့ဒီမှာတယောက်နဲ့တယောက်ကမတူနိုင်ဘူးပေါ့နော်အဲ့တော့ကိုလိုချင်တဲ့ prompt လေးအတိုင်းပဲရေးထည့်ပြီးပါဒီမှာဆိုရင်တော့ create a key finding and summary of the report and page strategy for the next and tell me what campaigns doဒီမှာတော့ဒီ report ကြီးတစ်ခုလုံးရဲ့ key summary ကိုပြပါပြီးသွားလို့ရှင်တော့ဒီနောက်တစ်လအတွက်ဘယ်လိုမျိုး strategy တွေနောက်တစ်နှစ်အတွက်ဘယ်လိုမျိုး strategy တွေဘယ်လိုမျိုး plan တွေလုပ်ရမလဲဆိုတဲ့ဥစ္စာကိုပြပေးပါဆိုပြီးတော့ပြောထားပါတယ်အဲဆိုရင်တော့ဒီဥစ္စာလေးကို create ကိုနှိပ်ပေးလိုက်ပါမယ် create နှိပ်ပြီးသွားပြီဆိုလို့ရှင်တော့ခဏလေးစောင့်ပြီးပေါ့နော်ဒီမှာဆိုရင်ဒီသူ့ရဲ့ report က key သူရဲ့ report ကဒီ key finding ပေါ့နော်ဘာတွေရှာတွေ့ရဲဒီမှာဆိုရင် summary ကဘယ်လိုမျိုးအကြောင်းနဲ့ပတ်သက်ပြီးတော့ပြောထားတာပြီး business strategy for the next year အတွက်ပေါ့နော်ဒီမှာဒီ whole အရင်တုန်းက report အဟောင်းကိုယူပြီးတော့2025အတွက်ဆွဲပေးပါလို့ပြောတာကိုတောင်မှဒီ AI က automatic တည်ပြီးတော့ပေါ့နော်ဒီအခုဒီနှစ်က2025ဆိုတာတည်ပြီးတော့2026အတွက်ကိုသူကကြိုပြီးတော့ဆွဲပေးထားတာအစားဆွဲပေးထားတာကိုတွေ့ရတယ်ပေါ့နော်ဒီမှာဆိုtalent တွေအတွက်ဘယ်လိုမျိုးလုပ်ရမလဲ ecosystem တွေဘယ်လိုမျိုးကောင်းသွားအောင်လုပ်ရမလဲ chart data တွေအကုန်လုံးကိုထည့်ပြီးတော့အကုန်ရေးပြထားတဲ့ဥစ္စာကိုတွေ့ရပါတယ်ဒါကိုကမကြိုက်သေးဘူးဆိုလို့ရှိရင်တော့ refine လုပ်လို့ရတယ်ပေါ့နော်ဒီအောက်မှာ refine with a prompt ဆိုပြီးတော့ဒီမှာဒီ box လေးရှိရဲ့အဲ့ဟာလေးကိုကိုလိုချင်တဲ့ပြင်ချင်တဲ့ဥစ္စာကိုရေးပြီးတော့ရှင် refine ကိုနှိပ်လိုက်ပေါ့နော်အကယ်လို့ကရပြီအဆင်ပြေပြီဆိုလို့ရှိရင်တော့ဒီဥစ္စာကိုဒီ report တွေကိုပေါင်းပြီးတော့ထည့်ကျင်နေဆိုလို့ရှိရင်ဒီ insert ဆိုတဲ့ဥစ္စာလေးကိုနှိပ်ပြလိုက်ပါနှိပ်ပြလိုက်လို့ရှိရင်တော့ခဏလေးစောင့်လိုက်ပေါ့နော်စောင့်တိုင်းနော်ဒီအရင်တုန်းက report ကိုပြန်ကြည့်ပြီးတော့ဒီ next month အတွက် next year အတွက် report ရေးရဲ့ဥစ္စာလေးကိုခဏလေးအတွင်းမှာလုပ်နိုင်မှာဖြစ်ပါတယ်ဒါမဲ့တခုရှိရကတော့ဒီ feature ကဒီ Google ရဲ့ AI Pro plan နဲ့ AI Ultra plan တွေမှာပဲရတာဖြစ်ပါတယ်အဲ့တော့ဒီကိုရဲ့ account Google Gemini account ဒီ Google AI Pro or Google AI Ultra account ဖြစ်ပေါ်လို့ပါတယ်TechMart မှာ ChatGPT, CapCut, Gemini, Canva, Zoom ပဲ digital product ကိုပဲဝယ် TMS ဆွဲခုတ်လေးကိုသုံးပြီးတော့5 to 10% အထိ discount တွေရယူနိုင်တာမို့လို့ခုတ်လေးကိုသုံးပြီးဖို့မမိနဲ့နော်